ပိန်းဒီလာရွာကိုတွားပြီးတော့ volleyball ဆော့နေတဲ့အသင်းကိုတွားပြီးတော့ဗီဒီယိုလေးရိုက်ဖြစ်ပါတယ်ကဲဒီ vlog လေးကိုကြည့်ရှုပါလို့ပြောပြချင်ပါတယ်ဒါတော့လူငယ်တွေဆော့နေတဲ့ volleyball ဖြစ်ပါတယ်Hey, Granga. Solo. No, 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 was a player.